တို့က view 4000တောင်မပြည့်တဲ့အင်ဂျင်ရဲ့ဗီဒီယို24နာရီအတွင်း view 3သိန်းကျော်ရအောင်ဘယ်လိုလုပ်ခဲ့လဲဆိုတာကိုပြပြပါမယ်။ကိုယ့်ရဲ့ content တွေကဘလောက်ပဲကောင်းကောင်း TikTok ကကိုယ့်ရဲ့ဗီဒီယိုကို for you ကိုမပို့ပေးဘူးဆိုလို့ရှိရင် view မရဘဲနဲ့ကိုကဒီဗီဒီယိုကိုဖန်တီးထားတာအလကားဖြစ်သွားပါလိမ့်မယ်။ဆိုတော့ကိုယ့်ရဲ့ဗီဒီယိုကို TikTok က for you တဲ့ပို့ပေးအောင်လုပ်ပေးရပါမယ်။ပထမဆုံးအနေနဲ့အင်ဂျင်က TikTok ရဲ့ feature တစ်ခုကိုအသုံးပြုလိုက်ပါတယ်။အဲ့ဒီ feature ကို TikTok ကမိတ်ဆက်ထားတာကြားပြီးမလို့အားလုံးသိကြမယ်လို့ထင်ပါတယ်။အဲ့ဒါကတော့ TikTok ရဲ့ tab feature မှာကိုရေးချင်တာတစ်ခုကိုရေးပြီးတော့ story တင်ရပါမယ်။အင်ဂျင်ကတော့အင်ဂျင်ရဲ့ fan တွေအတွက်ဒီနေ့အင်ဂျင်အခန်းပြောင်းနေတာမလို့ reply ကြမယ်ဆိုပြီးတော့ရေးခဲ့တာပါ။ကိုရေးချင်တာရေးလို့ရတယ်လို့တချင်လဲထည့်လို့ရပါတယ်။အဲ့ဒါကတကယ်အလုပ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီ feature ကိုအသုံးပြုပေးတဲ့အချိန်မှာဆိုလို့ရှိရင်24နာရီအတွင်း view 3သိန်းကျော်သွားပါတယ်။ဒီနီလန်းလေးကတကယ်အလုပ်ဖြစ်တာမလို့ view ကျနေတဲ့သူတွေလိုက်လုပ်ကြည့်ကြပါ။ဒီ feature ကိုအသုံးပြုပြီးတော့ view တက်နေတဲ့သူတွေလည်းအများကြီးရှိတာမလို့လိုက်လုပ်ဖို့မမေ့နဲ့နော်။နောက်ထပ်သိချင်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။နောက်လည်းအသုံးဝင်မဲ့ tip လေးတွေ sharing လုပ်ပေးမှာမလို့ follow ထားဖို့မမေ့နဲ့အောင်နော်။